တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းသားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝါငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုမှမတွေ့စီလို့မကြုံစီလို့ဘူးဆိုတဲ့ဒီမုံမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုကထက်ကဖြစ်အောင်ကြိုးစားရမှာဟုတ်လားကြိုးစားလို့ရှင်သူကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မေတ္တာတရားကကိုယ်တန်တမ်းမှာဟုတ်လားအဲ့ဒီလိုမေတ္တာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးဇင်းတို့တွေအကုန်နားမလည်နိုင်ဘူးမေတ္တာတရားရဲ့စွမ်းရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်သူ့ထက်စွမ်းရည်တတ္တိကြီးတာကတော့ဦးဇင်းတို့မဂ္ဂင်၈ပါးအကျင့်မြတ်တရားဝိပဿနာတရားဒါပဲရှိတော့တယ်ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့တိုက်တွန်းနှိုးဆော်တော်မူတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေသတိပဋ္ဌာန်တရားများဝိပဿနာတရားများကိုကြိုးစားအထောက်နေတယ်လို့ဆိုတော့လည်းပဲမေတ္တာတရားကိုတော့လည်းပဲတန်ဖိုးနားလည်ပြီးတော့အဓိကထားပြီးတော့ကြိုးစားဖို့လိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့သာဂတဝကတန်ရုပ်ပါဠိတော်မှာမဏိပတ္တသုတ်တံဆိုတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမဏိပတ္တဘလူကမြတ်စွာဘုရားကိုလာလျှောက်တာမြတ်စွာဘုရားတဲ့တတိရှိနေလို့ရှိရင်အခုလည်းပဲအလွန်ချမ်းသာတယ်မနေ့ဖြန်တိုင်းလည်းကောင်းတယ်အနာဂတ်တိုင်းစိတ်အေးရတယ်တတိရှိနေရင်အလွန်တရာမှစက်သိမင်္ဂလာလည်းရှိတယ်အစသရာကောင်းတယ်ပြည့်စုံတယ်လို့တတိရဲ့စွမ်းရည်တတ္တိကိုသူနားလေတယ်လို့လာလျှောက်တယ်ဒီခန္ဓာမှာတတိရှိနေမယ်ဆိုရင်အလုံးကောင်းတယ်ဒီတော့မြတ်စွာဘုရားဟုတ်တယ်တဲ့တတိရှိနေအလုံးကောင်းတယ်မနေ့ဖြန်တိုင်းကောင်းတယ်နော်အစဉ်ပြေတယ်သို့တော့ဘေးရန်မူကမကင်းသေးတဲ့ဟောအဲ့ဒီစကားလေးသုံးထားတယ်နော်ဘေးရန်ကင်းကျင်နေဆိုလို့ရှိရင်ဘာလို့ဖို့လိုတော့ဆိုတော့မေတ္တာဓာတ်ပို့လို့ဖို့လိုအပ်တယ်ကိုယ်တန်တမ်းမှာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမွေးမြူဖို့လိုအပ်တယ်အဲ့ဒါလိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒါကြောင့်တတိရှိနေုံများနဲ့မပြည့်စုံသေးဘူးမေတ္တာတရားချမ်းရံဖို့လိုအပ်တယ်နောက်တရားဓမ္မတို့ဦးဇင်းတို့တွေဆိုတာကလူတော်ထဲမှာမနေဘူးဆိုတော့မှမမြင်နိုင်တဲ့နတ်တွေတခြားသောတတ္တဝါတွေဆိုတာလောကကြီးမှာရှိနေတာအဲ့ဒါတွေကိုနားလည်ပြီးတော့တတ္တဝါတွေထဲမှာနေနေသေးသည်မြတ်တတ္တဝါတို့ရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုထားပြီးတော့ကိုယ့်ရဲ့ဘဝမှာအရှင်ပြေအောင်ကြိုးစားကြရမှာဟုတ်ရဲ့လားအေးအဲ့တော့ဆက်ပြီးတော့ဦးဇင်းဘာပြောမလို့နော်မေတ္တာတရားကိုအားကိုးလို့စိတ်ထက်သန်လာအောင်မေတ္တာတရားရဲ့အကျိုးကျေးဇူးတွေကိုနားလည်ကြရမယ်အဲ့တော့ဦးဇင်းတို့မေတ္တာပွားတဲ့နေရာမှာဝိသုဒ္ဓိမက်ထဲမှာညွှန်ပြထားတာရှိတယ်မေတ္တာပွားမဲ့ပုဂ္ဂိုလ်ဟာတဲ့ပထမဥစွာဒေါသရဲ့အဖြစ်ကိုစဉ်းစားရမယ်မေတ္တာရဲ့အကျိုးကိုစဉ်းစားရမယ်ဒီနှစ်ချက်ကိုဦးစားပေးပြီးတော့ပြောတယ်နော်ဒေါသရဲ့အပြစ်အနာစာဒေါသကြောင့်ပြစ္ဆုတ်ပံပူလောင်မှုဆင်းရဲမှုဒေါသကြောင့်လုံမပြောမတွေးမတွေဖြစ်ပြီးတော့အမှားယွင်းများပြီးတော့အမှားယွင်းတို့ရဲ့အကျိုးရလဒ်ဖြစ်တဲ့ဆင်းရဲဒုက္ခကိုပူပူလောင်လောင်ဖြစ်စေမှုအဓိကကတော့အဲ့လိုဒေါသရဲ့အဖြစ်ကိုနားလည်ရမယ်နားလည်ပြီးလို့ရှိရင်အဲ့ဒီဒေါသကိုခြေဖြတ်နိုင်တဲ့ဒေါသကိုနှဲပါသွားစေနိုင်တဲ့ဒေါသနဲ့ဆန့်ကျင်ဘက်တော့မေတ္တာတရားရဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စွမ်းရည်တတ္တိကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်တော့ဒေါသနဲ့မေတ္တာကလုံးဝဖြောင်းဖြောင်းကြီးဆန့်ကျင်တယ်ဒေါသဂိမ့်ပနာမေတ္တာယနော်ဒေါသဆိုတဲ့မီးကိုနော်မေတ္တာဘာဝနာယမေတ္တာဘာဝနာဖြင့်နိဗ္ဗာန်ပင်တိငြိမ်းစေရမယ်လို့မြတ်စွာဘုရားဟောတယ်တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဒီဒေါသဆိုတာကအနေအထားအမျိုးမျိုးနဲ့ဖြစ်နေတာပေါ့နော်စိတ်တိုင်းမကြစရာတွေမကျေနပ်စရာတွေတဘာဝမကြတဲ့ကိစ္စတွေအာယုန်တွေတွေးလာတိုင်းကြုံလာတိုင်းစိတ်ထဲမှာအဆင်မပြေဘူးမကျေနပ်ဘူးစိတ်တိုင်းမကြဘူးအလိုမကြဘူးဆိုတဲ့ဒေါသကသေးသေးလေးအနေနဲ့တော့တော်တော်များများကိုဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအခြေအနေတိုင်းမှာစိတ်တိုင်းမကြမှုဆိုတာလေးကရှိနေတတ်တယ်ဟုတ်လားအဲ့ဒါလေးတွေကများလာတဲ့အခါကျတော့နောက်တော့စိတ်ကဘလို့ဖြစ်လာတော့ဆိုတော့အထိမခံတယ်လို့မျိုးပေါ့နည်းနည်းလောက်အစင်မပြေတာတွေ့တာနဲ့ကိုပဲသူကအကြီးအကျယ်ဖြစ်နေပြီဟုတ်လားနော်စိတ်တူစရာလေးကတော့တိတ်အကြီးအကျယ်ကြီးမဟုတ်ဒါပေမဲ့ကိုယ့်ရဲ့အခန့်ကြီးကမကောင်းငိုတော့စပြီးတော့စိတ်တိုင်းမကြတဲ့အခန့်ကြီးကအမြဲတမ်းလိုရှိနေတဲ့အခါကျတော့
နော်နည်းနည်းလေးစိတ်တိုင်းမကြစရာတွေ့တာနဲ့ကိုပဲအကြီးအကျယ်တစ်ခါတလေပေါက်ကွဲမိတာမျိုးရှိတယ်ဟုတ်လားဒေါသရဲ့သဘောနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒီဒေါသကိုဒီမေတ္တာတရားနဲ့နှိမ့်သက်ပြီးတော့ကိုယ့်ရဲ့ဘဝမှာနော်ဒေါသကြောင့်ဖြစ်လာမဲ့ဆိုးကျိုးတွေကိုမတွေ့ရအောင်မကြုံရအောင်လဲကြိုးစားကြရမှာဟုတ်တယ်မို့လားအေးအဲ့လိုကြိုးစားတဲ့နေရာမှာကြိုးစားခြင်းသိပေါက်အောင်ဒေါသရဲ့အဖြစ်ကိုနားလည်ရမယ်မေတ္တာရဲ့အကျိုးကျေးဇူးကိုလည်းနားလည်ရမယ်အဲ့မေတ္တာရဲ့အကျိုးကျေးဇူးကိုအရင်တို့ပြည့်ပြည့်စုံစုံဟောထားတဲ့အင်္ဂုတ္တပါဠိတော်ဧကတတနိဗ္ဗာန်မှာလာရှိတဲ့နော်မေတ္တာဘာဝနာနော်မေတ္တာသုတ်တံဆိုပြီးတော့နော်မေတ္တာသုတ်တံဆိုတဲ့ခေါင်းစဉ်လေးနဲ့မှတ်တမ်းတင်ထားတာအဲ့ဒီမေတ္တာသုတ်တံရဲ့နော်ဆိုလိုချက်အဓိပ္ပာယ်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့ကအလုံးနားလည်ထားကြပြီးသားပါနော်ရလဲရထားကြပြီးသားဖြစ်မယ်လို့ဦးဇင်းထင်တယ်အဲ့ဒီဆောင်းပုဒ်ကလေးအမရှိဆိုတော်ဘုရားကြီးစီပေးတဲ့ဆောင်းပုဒ်ကလေးရှိတယ်တော်တော်ကောင်းပါတယ်အဲ့ဒီမေတ္တာသုတ်တံကိုနော်ဆောင်းပုဒ်ကလေးအနေနဲ့မှတ်ရသားရလွယ်အောင်ဆိုတော်ဘုရားကြီးစီစဉ်ပေးထားတာအဲ့ဒီမေတ္တာအကျိုးကျေးဇူး7မျိုးအဲ့ဒါကိုဦးဇင်းအခုဒီတဏှာကြီးအချိန်လေးတွင်းမှာနော်သူ့ကိုပဲမာတိကအနေထားပြီးတော့နော်စက်မိဆက်ရလေးတွေပြောမယ်လို့ဒါဦးဇင်းစိတ်ကူးထားတယ်နော်မေတ္တာတရားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမေတ္တာသုတ်တံမှာဘယ်လိုဟောတာတော့နော်မေတ္တာတရားကိုပွားများမယ်ဆိုလို့ရှိရင်ကျင့်ဖန်များစွာမိမိတန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်တဲ့ကောင်းစွာစောင့်တည်ပြီးတော့ထားမယ်ဆိုရင်မေတ္တာတရားကိုအမြဲတမ်းအယံသင့်အနေထားမျိုးဖြစ်အောင်ကိုယ့်ရဲ့စိတ်ထဲမှာနော်ကျင့်ဖန်များစွာဖြစ်စေမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး7မျိုးရမယ်တဲ့အဲ့ဒီအကျိုးကျေးဇူး7မျိုးကဘာတွေတော့ဆိုတော့ဒုက္ခံသုပတိဒုက္ခံပฏิဘုဇ္ဇတိဒုက္ခံသုပတိချမ်းချမ်းသာသာအေးရလိမ့်မယ်တဲ့နော်အိပ်ပျော်လွယ်တယ်ပေါ့နော်ချမ်းချမ်းသာသာအိပ်ပျော်တယ်အိပ်မပျော်လို့အိပ်ဆေးတွေဘာတွေတောက်ရတာမျိုးမရှိဘူးအိပ်ခါနေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဟိုဘက်လှူလိုက်ဒီဘက်လှိမ့်လိုက်ဒါမျိုးတွေမရှိဘူးကြည်ကြည်လင်းလင်းချမ်းချမ်းသာသာနဲ့အိပ်ပျော်သွားလိမ့်မယ်တဲ့အကောင်းဆုံးအိပ်ဆေးလို့ပြောမှဆိုရင်လည်းပြောလို့ရတယ်။မေတ္တာတရားလွှမ်းပြီးတော့နေတဲ့အလေးအကျင့်ရှိမယ်ဆိုရင်သာသာလေးပဲအိပ်ပျော်သွားမယ်အလောင်းကောင်းတယ်ပေါ့ဟုတ်လားဒုက္ခသုပတိတဲ့ပြီးတော့ဗာပြောတော့ဒုက္ခပฏิဘုဇ္ဇတိတဲ့ချမ်းချမ်းသာသာနိုးလာမယ်တဲ့နော်နိုးလာပြီဆိုရင်လည်းချမ်းသာမှုရှိတယ်မေတ္တာအရှိန်ကကိုယ့်ရဲ့နှလုံးသားမှာနော်အမြဲတမ်းလိုကိန်းနေမယ်ဆိုလို့ရှိရင်အိပ်ပျော်ရင်လည်းချမ်းချမ်းသာသာပဲအိပ်နေတဲ့ခါလည်းချမ်းချမ်းသာသာပဲအိပ်ဟာကနိုးလာပြီဆိုရင်လည်းကြီးကြီးလင်းလင်းချမ်းချမ်းသာသာပဲစိတ်ထဲမှာဘာအနောက်အကျအရှုပ်ထွေးမှမရှိဘူးဟုတ်လားဘယ်နှမျိုးရှိသွားတယ်နှမျိုးရှိသွားတယ်နော်အိမ်နိုးချမ်းသာလို့အဲ့လိုဆိုရတော့ရေးတယ်အိမ်ရင်လည်းချမ်းသာတယ်နိုးရင်လည်းချမ်းသာတယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်အဲ့ဒါပါဠိတော်တော့ဘယ်လိုပြောတော့ဒုက္ခံပฏิပုဇ္ဇတိနာပါပကာနံသူပိနံပတ္တတိဟုတ်လားနာပါပကာနံသူပိနံပတ္တတိပါပကာနံယုံညံ့တဲ့နော်သူပိနံနော်အိမ်မက်ကိုနပတ္တတိအမြင်မဲ့ဖို့တဲ့ကြောက်စရာကောင်းတဲ့ထိတ်လန့်စရာကောင်းတဲ့နော်အိမ်နေတဲ့အချိန်လေးမှာတောင်နော်မနာရအောင်ပင်ပန်းစေတဲ့အိမ်မက်ဆိုးတွေမမှတ်နိုင်တခါတည်းအဲ့ဒီကိစ္စကလည်းတော်တော်စိတ်ပြည့်စရာကောင်းတယ်ဟုတ်လားအဲ့ဒီအနားယူနေတဲ့အချိန်လေးမှာတောင်မှဘလို့ဖြစ်နေတော့ပင်ပန်းနေတယ်ဆင်းရဲနေတယ်ဟုတ်လားနိုးလာပြီဆိုတော့ချွေးတွေပါလိမ့်မြန်ပြန်ပြီးတော့ထပ်တော့မအိပ်ရဲလောက်အောင်ဖြစ်တယ်အိမ်မက်ဆိုးတွေမတ်တာရှိတယ်အဲ့ဒါမေတ္တာတရားအားကြီးလို့ရှိရင်အဲ့ဒီလိုအိမ်မက်ဆိုးမတ်တာမရှိဘူးတဲ့ဟုတ်လားကိုယ့်ရဲ့နိုးထစဉ်နိုးချနေစဉ်မှာရှိနေတဲ့စိတ်အခြေအနေတွေကအိပ်ပျော်နေတဲ့အချိန်မှတောင်လာပြီးတော့လွှမ်းမိုးနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာဟုတ်လားဒီတိုင်းပဲလေအကြောင်းအကျိုးဆက်ပြီးတော့သွားနေတာပဲအဲ့ဒီအိပ်တော့အိပ်ပြီဆိုတော့မှဟဲ့ချမ်းချမ်းသာသာအိမ်မဆိုးမမဲ့နဲ့ချမ်းချမ်းသာသာနိုးပါလားလို့အဲ့လိုလုပ်လို့ဘယ်ရမှာတော့ကိုနိုးချနေစဉ်အချိန်ကဘလို့စိတ်တွေနဲ့နေလေဆိုတာပဲနားလည်ပြီးတော့အဲ့ဒီဟာရဲ့အကျိုးဆက်ကြီးကိုခံရမှာပဲဟုတ်လားဒါကြောင့်နိုးချနေစဉ်မှာမလုပ်ဖို့လိုတော့မေတ္တာတရားထားဖို့လိုတယ်ပေါ့ကိုယ်တကယ်လို့ထားတဲ့အလေးအကျင့်ကိုစူးစမ်းလို့အထောက်မယ်ဆိုလို့ရှိရင်ကျွမ်းကျင်သွားနိုင်တယ်ကျွမ်းကျင်သွားလို့ရှိရင်သွားရင်လာရင်စားရင်တောင်းရင်နဲ့ဒါလေးကခဏခဏအမှတ်ရပြီးတော့အလိုလိုနေရင်နဲ့မေတ္တာကဖြစ်နေတာဘယ်ကိစ္စမျိုးမဆိုလှုပ်တတ်ရင်လွယ်တယ်မလှုပ်တတ်ရင်ခက်တယ်အဲ့တော့လှုပ်တတ်တယ်မလှုပ်တတ်ဘူးဆိုတာလည်းပဲဒီကိစ္စကိုအလေးအကျင့်ဘယ်လောက်များလဲဆိုတာပုံမှာမူတည်တာတော့မွေးရပါအရေးချင်းတည့်ရအနေနဲ့ပါလာတာတော့အလွန်ရှားပါတယ်တော့အရင်ဘဝတွေကမေတ္တာကိုအလွန်လေ့ကျင့်ကြိုးစားခဲ့ဘူးမယ်ဆိုရင်တော့ဒီဘဝမှာမေတ္တာဖြစ်ဖို့အရန်လွယ်တယ်လို့ဆိုတယ်။တော့တောင်တန်းစတော်ဘုရားကြီးပြောတာဘုံဘုံတို့ကြားဘူးတယ်ပေါ့။သူအရင်ဘဝမေတ္တာတွေနဲ့အများကြီးပို့ခဲ့လားမသိဘူးတဲ့သူကသူပြောတာမေတ္တာဖြစ်အောင်လုပ်ရတာအရန်လွယ်တာပဲ။
သူစိတ်ထဲမှာဘယ်သူ့ကိုပဲစိတ်ညှို့ပြီးတော့ထားလိုက်နော်မုံတီးတယ်စိတ်တိုင်းမကြဘူးဆိုတာမရှိဘူးချမ်းသာစေခြင်းနဲ့စိတ်လွယ်လွယ်တကူဖြစ်တယ်ကောဒါတိတ်မလွယ်ဘူးနော်တခါကြီးမိုင်းများအလိုမကျတဲ့စိတ်တွေအဖြစ်များတဲ့အခါကျတော့မေတ္တာဖြစ်ဖို့ကလည်းအခက်အခဲရှိတယ်ဟုတ်လားကိုယ်စိတ်ထဲမှာမုံတီးနေတဲ့ပုဂ္ဂိုလ်နော်ကိုယ့်ရဲ့အကျိုးကို तू ကမလိုလားဘူးလို့ကိုယ်ကလည်းသိနေမယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ပုံမှန်ကျတော့မေတ္တာဖြစ်ဖို့ကမလွယ်ဘူးဟုတ်လားညာတော့ဖြစ်တယ်ကဓမ္မတို့ဦးဇင်းတို့မေတ္တာဖြစ်ဖို့လွယ်တယ်ဆိုတာကကိုချစ်တဲ့လူတွေကိုပေါ်ကောင်းကြတဲ့လူတွေကိုမိတ်ဆွေတွေဟုတ်လားအဲ့ဒါတော့မေတ္တာဖြစ်တယ်အကြောင်းစဉ်းစားလိုက်တာနဲ့ကိုပဲမေတ္တာကအလိုလိုထွက်နေသလားလို့ထင်ရတယ်ဟုတ်တယ်မဟုတ်လားဟိုသားသမီးလေးတွေအကြောင်းစဉ်းစားကြည့်ပါလားမေတ္တာဖြစ်လာတယ်နော်စိတ်ထွက်လာတယ်ဟုတ်လားဒါပေမဲ့မုန်းတီးတဲ့လူတွေရဲ့အပေါ်မှာကျတော့မေတ္တာကဘလောက်ညှစ်လို့မှထွက်မလာတဲ့အနေအထားမျိုးလည်းရှိတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့လေ့ကျင့်မှုကနော်မေတ္တာကိုလွယ်လွယ်ကူကူဖြစ်အောင်လုပ်နိုင်မလားအခက်အခဲကြိုးစားမှပဲဖြစ်မလားဆိုတာကိုယ့်ရဲ့လေ့ကျင့်မှုမှာမူတည်တယ်ပေါ့အဲ့ဒါလိုကိုကအလေ့ကျင့်များလို့မေတ္တာနဲ့အနေဓာတ်တွေများလာပြီဆိုရင်ချမ်းချမ်းသာသာအိပ်ပြုတ်မယ်ချမ်းချမ်းသာသာနိုးထားရမယ်အိမ်နေတဲ့ချိန်မှာလည်းပဲအိမ်မဲ့ဆိုးတွေမမက်နိုင်ဘူးတဲ့အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့ဟောချစ်လျက်လူနဲ့နော်၄ခုမြောက်နဲ့၅ခုမြောက်ကြိုးကျေးဇူးဟုတ်လားမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိမနုဿာနံလူတို့ရဲ့နော်ပိယောချစ်ခင်မြတ်နိုးမှုကိုနော်ရနိုင်တယ်နော်လူသားတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်အမနုဿာနံပိယောဟောတိနော်လူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့နော်နတ်အစရှိတဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မြတ်နိုးမှုကိုလည်းရနိုင်တယ်တဲ့လူဆိုတာကတပါးသောသူရဲ့ကိုယ့်အပေါ်မှာလိုလားတာနော်ချစ်ခင်မြတ်နိုးတာမေတ္တာတရားကိုတောင့်တကြတာကြီးပါပဲနော်အဲ့ဒီရဲ့ကိုယ့်ရဲ့လူအင်ဆန္ဒကိုလည်းသိဖို့လိုတယ်လူတိုင်းသူတစ်ပါးရဲ့မုန်းတီးတာကိုဘယ်သူမှမရချင်သူတစ်ပါးရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါတွေကိုရချင်တယ်အဲ့ဒါမေတ္တာအားကြီးလို့ရှိရင်သူတစ်ပါးရဲ့လေးစားမှုတန်ဖိုးထားမှုမြတ်နိုးမှုဒါကိုလွယ်လွယ်လေးရနိုင်တယ်ဒါလည်းကိုချင်းစာကြည့်ပေါ့လေမေတ္တာတရားနဲ့အေးအေးချမ်းချမ်းနေတဲ့လူကိုကိုယ်စိတ်ထဲမှာအလိုလိုနေနေပါဖြစ်တော့သဘောကျရတယ်ပေါ့ဟုတ်တယ်မဟုတ်လားဟာထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့နှုတ်ခမ်းတဆူဆူနဲ့အလိုမကျတာပဲအမြဲတမ်းဖြစ်နေတယ်ဆိုရင်နေရင်ထိုင်ရင်လည်းကိုယ်သူ့မြင်ရတာကွာဘာဘလို့ကြီးမှမသိဘူးပေါ့သူ့လို့စားလည်းကိုယ်စားနေတာမဟုတ်ဘူးဆိုတော့ဟောကိုယ်ကလည်းမန်ကတက်လာတယ်ဟုတ်တယ်မဟုတ်လားနော်ဒေါသသမားကိုမြင်မန်ကအလိုလိုနေရင်လည်းဘာဖြစ်လာတက်လာတယ်အဲ့တော့ဥစဉ်တစ်ခါလေးစဉ်းစားကြည့်တယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖျောက်ပြီးတော့စဉ်းစားကြည့်နော်ဒေါသအားကြီးရင်ဘေးကလူကလည်းဒေါသပဲထွက်လာတာများတယ်နော်လောဘအားကြီးရင်ဟောဘယ်လိုတော့စဉ်းစားတော့လောဘအားကြီးရင်လည်းမပေးခြင်းဘူးခင်ဗျဟုတ်လားလိုချင်တယ်တောင်းတယ်ဆိုရင်သိမပေးခြင်းဘူးမလိုချင်မှန်းသိရင်အရင်ပေးခြင်းတယ်ဘာလည်းမသိဘူးပေါ့ဒီစိတ်ကဟုတ်လားတောင်းရင်သိပြီးတော့မကြိုက်ဘူးသူ့ရဲ့လောဘကြီးကိုမြင်နေတာဒါကြောင့်ကိုယ့်ရဲ့လောဘကလည်းသူတို့ရဲ့ပေးလို့စိတ်ကိုအဟံတားရှိတယ်သူတို့ရဲ့လောဘကလည်းကိုယ့်ရဲ့ပေးလို့စိတ်ကိုအဟံတားရှိသေးတယ်ဒါလက်တွေ့စဉ်းစားကြည့်တော့အဲ့လိုပဲဒေါသအားကြီးတယ်ဆိုလို့ရှိရင်အလိုနေနဲ့ကိုယ်ကလည်းသူ့ကိုဘာဖြစ်တော့စိတ်တိုးတယ်သူ့ရဲ့ဒေါသကိုယ့်ရဲ့ဒေါသထွက်လာအောင်နှိုးဆွပေးလေသလားလို့စဉ်းစားကြည့်တယ်ဟုတ်တာပေါ့အဲ့ဒါကြိုက်เสียကောင်းတဲ့အနေအထားကြီးမှမဟုတ်ဘဲနဲ့မကြိုက်ဘူးအဲ့တော့မကြိုက်ဘူးဆိုတာကြီးကိုကမကြိုက်เสียကောင်းတဲ့အနေအထားကြီးတစ်ခုဖြစ်နေတယ်သူကတော့အကြောင်းတစ်မျိုးကြောင့်မကြိုက်တာကြီးဖြစ်တယ်ကိုကဘာတော့ကိုကတော့ तू မကြိုက်တာကြီးကိုပဲမကြိုက်ဘူးလို့ဖြစ်တယ်စဉ်းစားဖို့လိုတယ်နော်ဒါကြောင့်ဒေါသအားကြီးရင်လူမုံများတယ်ဒါမြတ်စွာဘုရားဒါလိုက်ဟောထားတာပဲနော်ဒေါသအားကြီးရင်လူမုံများတယ်သူလူမုံကြီးဆိုလို့ရှိရင်တော့ကိုယ့်အတွက်နော်ကိုယ့်အကျိုးစီးပွားကိုမဖြည့်ဆည်းအောင်တောင်မှကိုယ့်အကျိုးရှိတာတော့လုံမပေးတော့ဒါဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုကလူဝင်းကျင်မှာအစသအရာဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီအဖြစ်တက်ဒေါသတက်ကိုနေပါအောင်ကြိုးစားရမယ်နော်စီလုံးမှုအပြုတ်တက်ဖြစ်တဲ့မေတ္တာတက်ကိုအားကောင်းအောင်ကြိုးစားရမယ်ဒါလူတိုင်းကြိုက်တဲ့သဘာဝတရားပဲတတ္တဝါတွေရဲ့စိတ်ကဒါကိုကြိုက်လာတာပဲအဲ့တော့ကိုကြိုက်เสียရှိရင်ကြိုက်တာကိုခံရမယ်ဟောဒါပါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ထဲမှာနော်သတင်းသုံးပေါ်တို့ရဲ့ချစ်ခင်မှုမြတ်နိုးမှုလေးစားမှုတန်ဖိုးထားမှုကိုရနိုင်တယ်ဆိုရင်ဘလို့အရေးကြီးနေရှိရမလဲရခြင်းနဲ့ဆိုရင်အဲ့ဒါမြတ်စွာဘုရားဟောတာရှိတယ်နော်အိတ်တာမရှိရိယတွေများမယ်မနာလိုမှုတွေဝန်တုံမှုတွေများမယ်ဟုတ်လားချီးမွမ်းတဲ့လူကိုကဲ့ရဲ့မယ်ကဲ့ရဲ့တဲ့လူကိုချီးမွမ်းမယ်ဒါမျိုးဆိုရင်လူတော်တော်မုန်းတယ်လို့ဆိုအမြတ်နိုးမလေးစားဘူးတန်ဖိုးမထားဟုတ်လားအဲ့ဒီသုတ်တန်လေးတွေလည်းပြောစရာအလွန်ကောင်းတယ်ဟုတ်လားအခုဒီမှာလည်းပဲမြတ်စွာဘုရားက
မေတ္တာအားကြီးရင်တတ္တဝါတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုရနိုင်တယ်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိနော်လူတွေရဲ့ချစ်ခင်မှုနော်နတ်တို့ရဲ့ချစ်ခင်မှုလူမဟုတ်တဲ့တခြားသောတတ္တဝါတို့ရဲ့ချစ်ခင်မှုကိုရနိုင်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့မြတ်စွာဘုရားရဲ့မေတ္တာတရားမြတ်စွာဘုရားရဲ့မေတ္တာတရားမှုလို့နော်တခြားသောတတ္တဝါတို့ရဲ့မေတ္တာထက်မေတ္တာကတော့တကယ်တမ်းအတူတူပါပဲเนาะပမာဏအကြီးအသေးနဲ့ဆိုင်မှုကြီးမားတာမကြီးမားတာပဲကွာမယ်မေတ္တာစိတ်တိတ်ကတော့ဒါပဲလေအဲ့ဒါတော့နားလည်ဖို့လိုတယ်အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားရဲ့မေတ္တာမို့လို့စွမ်းတာမဟုတ်မေတ္တာကိုကစွမ်းတာတကယ်ကကိုလည်းပဲအဲ့ဒီလိုစွမ်းတဲ့မေတ္တာကိုလည်းထင်နိုင်အဲ့ဒီမေတ္တာကအစွမ်းပြမှာပဲဟုတ်လားဒါကတဘာဝအတူတူပဲလေမေတ္တာဆိုရင်သဘောလက္ခဏာချင်းအတူတူပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာရဲ့အကြောင်းဦးဇင်းတို့အရန်ထင်ရှားတာလေးတစ်ခုပေါ့တချို့လည်းပဲကြာဖို့ပြီးသားဖြစ်မဲ့ထင်တယ်အခါတစ်ပတ်မှာမြတ်စွာဘုရားယဟန်တွေခြံရံပြီးတော့အဲ့ဒီယဟန်တွေထဲမှာရှင်အနန္ဒာလည်းပါတယ်အဲ့ဒီမန္လာတိုင်းဘက်ကိုမြတ်စွာဘုရားခီးဒေသစာတွေကြွချီတဲ့အခါကျတော့အဲ့ဒီမန္လာမင်းသားတွေလိတ်ရွှေမင်းသားတွေသူတို့ကမြတ်စွာဘုရားနဲ့ယဟန်တန်ခါကိုကြိုကြရမယ်ကြိုဆိုကြရမယ်မကြိုဆိုလို့ရှိရင်ဒဏ်ငွေ900တက်မယ်ဆိုတော့သူတို့ရဲ့ကြိုဆိုပွဲကိုစီကားစေခြင်းလို့အဲ့လိုလုပ်တာအဲ့အကုန်လုံးမင်းသားတွေလာပြီးတော့ကြိုကြရတာတချို့လည်းပဲစိတ်ပါလက်ပါတချို့လည်းပဲဒဏ်ရိုက်မှကြောက်လို့လာရတာဟုတ်လားအဲ့ဒီထဲမှာရောစဆိုတဲ့မန္လာမင်းသားတယောက်ပါတယ်အဲ့ဒါကလူဘဝတုန်းကရှင်အနန္ဒာနဲ့တငယ်ချင်းပဲအရန်ရင်နေတယ်အဲ့ဒီရောစနဲ့ရှင်အနန္ဒာတွေ့တဲ့အခါကျရှင်အနန္ဒာကဝမ်းသာအားရပေါ့နော်ငယ်တငယ်ချင်းဆိုတော့အာမင်ယရဏသုံးပါးကိုဒီလိုမြတ်မြတ်နုံနုလာကြိုဆိုတာကောင်းတယ်လို့သူကပြောတော့မဟုတ်ဘူးတဲ့ငါဒဏ်ရိုက်မှကြောက်လို့လာတာတဲ့နော်ဖရာတရားတန်ခါကိုသူ့စိတ်ထဲမှာတန်ဖိုးထားတာမရှိဘူးတဲ့ငါဒဏ်ရိုက်မှဆိုလို့ကလာတာအဲ့လိုလည်းပြောလိုက်ရောရှင်အနန္ဒာကတော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားလျှောက်တာရှင်အနန္ဒာတပါးတဲ့မြတ်စွာဘုရားတဲ့ရောဇမာလာမင်းသားပင်ကိုစိတ်ဓာတ်ကောင်းပါတယ်ရောနော်ရောဇလိုပုဂ္ဂိုလ်မျိုးသာသနာတော်ကိုကြီးညိုမယ်ဆိုရင်သူ့အတွက်လည်းအများကြီးအကျိုးများမယ်သာသနာတော်အတွက်လည်းအများကြီးအကျိုးများနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရောဇကိုကြီးညိုလာအောင်မြတ်စွာဘုရားဆောင်ရွက်ပေးတော်မူပါလို့အဲ့လိုတောင်းပန်တယ်အဲ့တော့မြတ်စွာဘုရားကအနန္ဒာတဲ့ရောဇလိုပုဂ္ဂိုလ်ကိုဒီယတနာမြတ်သုံးပါးကိုကြီးညိုလာဖို့အတွက်ငါမှဘာအခက်ခဲမှမရှိဘူးတဲ့ယုံကြည်မှုပြည့်နဲ့ပြောတာနော်မြတ်စွာဘုရားဟုတ်လားအဲ့ဒါဘာလို့တုံးဆိုတော့မြတ်စွာဘုရားမေတ္တာပို့တာတဲ့ဒီတတ္တလောကကြီးတစ်ခုလုံးမှာဖြန့်ထားတဲ့မေတ္တာဓာတ်ကိုအဲ့ဒီရောဇတယောက်တည်းရဲ့အပေါ်မှာစူးစိုက်ပြီးတော့ပို့လိုက်တယ်တဲ့နော်အောတိတအနောတိတမေတ္တာတွေဆိုကြားဘူးတယ်မဟုတ်လားနော်ရည်ရွယ်ပြီးတော့ပို့တာရှိတယ်မရည်ရွယ်ဘဲနဲ့အလုံးကိုဖြန့်ပြီးတော့ပို့တာရှိတယ်တစုံတစ်ယောက်ပေါ်မှာပို့တာရှိတယ်အလုံးပေါ်မှာမချာနာဘဲနဲ့ပို့တာလည်းရှိတယ်ပဲမေတ္တာပဲဖြစ်ဖြစ်မေတ္တာပါပဲဟုတ်လားအဲ့လိုမျိုးရည်ရွယ်ချက်ရှိနဲ့စူးစိုက်ပြီးတော့ပို့လိုက်တော့ရောဇရဲ့စိတ်ဓာတ်ကပြောင်းသွားတယ်အံ့ဩစရာနော်မေတ္တာပို့ရင်ရောက်သလားဆိုတဲ့မိဂုံးရဲ့အဖြေပဲဒါအာဂမယုတ်တိကြာရောက်သွားတယ်ဟုတ်လားသူ့ရဲ့စိတ်ဓာတ်ကိုပြောင်းလဲသွားတယ်မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်မှုမျက်နှာမှုအကြီးအကျယ်ဖြစ်လာတယ်အံ့ဩစရာပါပဲအဲ့ဒါကျမ်းစာထဲမှာဘလို့မတန်းတင်ထားလဲဆိုတော့မအေးပြောက်လို့ရှာတဲ့နွားပေါက်စလေးလိုကိုဖြစ်နေတယ်တဲ့ရောဇာကမြတ်စွာဘုရားကိုလိုက်ရှာနော်တင်းလေးကိုမရအောင်အဲ့ဒါကြောင်းဝင်တဲ့ကြောင်းတွေမြတ်စွာဘုရားဘယ်မှာလဲမြတ်စွာဘုရားဘယ်မှာလဲလိုက်ရှာစောတော့ကတန်ရိုက်မှာကြောက်လို့လာရတယ်ဆိုတဲ့လူကအဲ့လိုဖြစ်သွားတာဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားရှိတဲ့ကြောင်းကိုညွှန်ပြတော့အဲ့ဒါမြတ်စွာဘုရားတကားခောက်တော့အဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတရားဟောတော့အဲ့မှာသောတာပန်ဖြစ်တယ်နော်အဲ့တော့ပြောချင်တာကဒီမေတ္တာတရားရဲ့စွန့်ရည်တတိလူတွေရဲ့ချစ်ခင်မြတ်နိုးမှုကိုလွယ်လွယ်လေးရနိုင်တယ်ဆိုတာကိုပြောချင်တာအဲ့နောက်တော့ပေရောဇာဟာဒီမေတ္တာတရားကိုပဲအကြောင်းခံပြီးတော့နော်အကြီးအကျယ်ပြောင်းလဲသွားတဲ့သူတော်ကောင်းတရားဖြစ်သွားတာပဲဒါကိုလည်းနားလည်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဦးဇင်းတို့ပြောရင်တာကဝိတာခမထေရဲ့အကြောင်းပြောရင်အဲ့ဒီကတော့သူကနတ်တွေရဲ့ချစ်ခင်မြတ်နိုးမှုကိုပြောရင်တာဝိတာခမထေဆိုတာကတစ်ချိန်လုံးကသူကတတိတယောက်ပဲအဲ့တော့နောက်တော့ရှိတဲ့စည်းစိမ်အကုန်စွန့်ပြီးတော့ဘုန်းကြီးဝတ်သွားဘုန်းကြီးဝတ်သွားပြီးတော့သူတပါးတည်းဂူတကူထဲမှာတရားအထုတ်တယ်တရားအထုတ်တဲ့အခါမှာသူကမေတ္တာအမြဲတမ်းပို့တယ်အဲ့ဒါသူ့ရဲ့စိတ်ကူးတွေကနော်ဒီကူကြီးထဲမှာငါဘာရင်3လကလပတ်လုံးနေမယ်ဝါကျွတ်တော့တနေရာကိုငါကြွမယ်လို့စိတ်ကူးပြီးတော့နေတာအဲ့ဒါဝါကျွတ်ပြီးဆိုတော့သူကြွတော့မယ်ဆိုတော့တပိတ်သင်္ကန်းလေးနဲ့ကိုရဲကထွက်လာအဲ့ဒီအချိန်မှာကူဘဝမှာနတ်သမီးတယောက်ငိုနေတာကိုတွေ့ရတယ်တဲ့နော်အဲ့ဒီကူဘဝအပင်မှာနေတဲ့ရုပ်ကစိုးနတ်သမီးတယောက်ပဲကိုထင်းပြပြီးတော့ကိုငိုတာဘာလို့ငိုတာတော့လို့မေးတယ်အဲ့တော့အရှင်ဘုရားကြွသွားမှာဆိုလို့ငိုတာပါ
ငါဒီမှာနေတော့ဘာအကျိုးရှိလို့ငါ့ကိုမကြွစေချင်တာတုံးလို့မေးတယ်တဲ့ရှင်ဘုရားတဲ့ရှင်ဘုရားဒီမှာနေလို့ရှိရင်ဒီမှာဒီနားမှာရှိတဲ့နတ်တွေကအယမ်းညီညွတ်တယ်တဲ့ရှင်ဘုရားရဲ့မေတ္တာဓာတ်ကြောင့်နတ်တွေဟာအချင်းချင်းချစ်ခင်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့သူတို့အချင်းချင်းအယမ်းညီညွတ်ကြတယ်နေရထိုင်ရတာတွေ့အမြင်ရတာချမ်းသာတယ်စိတ်ချမ်းသာတယ်အရှင်ဘုရားကြွသွားပြီဆိုရင်တော့အဲ့ဒီညီညွတ်ရေးတွေအကုန်လုံးပျက်စီးသွားတော့မှာတဲ့တယောက်နဲ့တယောက်အဲ့ဒီတယောက်နဲ့တယောက်မေတ္တာမရှိရတော့အနေအထားမျိုးကိုရောက်သွားမှာဆိုလို့ဒါကြောင့်အရှင်ဘုရားဒီမှာနေခြင်းအဲ့ဒီအကျိုးရှိတယ်အဲ့တော့ဝိသကမထေရကငါဒီမှာနေတာနင်တို့အတွက်အကျိုးရှိတယ်ဆိုရင်ငါနေပေးမယ်ဆိုတော့ဆက်နေတာမသွားဘူးဟုတ်လားအဲ့လိုနဲ့နောက်နေ့ဝါကြွခါနီးတော့တခါထွက်မယ်လို့တော့တခါနဲ့သမီးရဲ့ရှေ့အနေငိုတာပဲဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကူမှာပဲနေပြီးတော့ပြိဋိဘံဆန်းသွားတယ်ဘယ်မှမကြွအောင်နော်ဒါပါလဲဆိုတော့နတ်တို့ရဲ့ချစ်ခင်မြတ်နိုးမှုနော်ကိုယ့်ရဲ့မေတ္တာဓာတ်ကအားကြီးတယ်ဆိုလို့ရှိရင်နော်နတ်တွေရဲ့ပုံမှာတောင်ရိုက်ခတ်မှုရှိတယ်တကယ်တမ်းကကျွတ်တို့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုဖြောက်ပြီးတော့တရားဒေသနာတွေကိုနာရင်တော်တော်ကောင်းတယ်ဒါသဘာဝတရားတွေပဲလူဆိုတာလည်းမရှိဘူးနတ်ဆိုတာလည်းမရှိဘူးတိဋ္ဌံဆိုတာလည်းမရှိဘူးဘာပဲရှိလဲစိတ်စေတသိက်ယုံနိဗ္ဗာန်ဟုတ်တယ်မဟုတ်လားဒါပဲရှိတာပဲလေဟုတ်လားဒီစိတ်တွေရဲ့စွန့်ရည်သက်တွေအချင်းချင်းဆက်နွယ်မှုရှိတယ်အရန်အံ့ဩစရာကောင်းတဲ့တချို့ကိစ္စတွေအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့သိနိုင်တဲ့နယ်ပယ်တွေကအရန်ကျင်းမြောင်းနေတော့တချို့ဟာတွေကအံ့ဩရတယ်ပေါ့ဘာလို့အံ့ဩရဆိုတော့မသိလို့အံ့ဩရတာမသိတာကြီးကဒီလိုကြီးဖြစ်လာတယ်ဆိုတော့အံ့ဩမိတယ်ဟုတ်လားအဲ့တော့စိတ်တွေရဲ့သဘောနော်ဒီဓာတ်သဘာဝတွေရဲ့သဘောကိုနားလည်ရအောင်ကြိုးစားရမှာနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့လူရဲ့နတ်ရဲ့တိဋ္ဌံရဲ့လို့မဟုတ်ဘူးဒီစိတ်တွေပဲရှိတာဒီစိတ်တွေရဲ့စွမ်းရည်တတ္တိလို့ပြောတဲ့နေရာမှာတိဋ္ဌံတွေရဲ့ပုံမှာလွှမ်းမိုးနိုင်မှုရှိတယ်ဆိုတာကိုလည်းနားလည်ရမယ်နော်ဝေဒနာမင်းကြီးကတောထဲမှာနေတဲ့အခါကျတော့အဲ့ဒီမေတ္တာတရားနဲ့နေတာပဲဝေဒနာဇတ်မှာလေအဲ့တော့ဒီတိဋ္ဌံတွေကအများကြီးနုညံ့မှုတိမ်မွေးမှုပျော်ပြောင်းမှုရှိတယ်တော့အချင်းချင်းဒုက္ခပေးတာနှိမ့်ဆက်တာမရှိဘူးသုဝနာသမဇ္ဇမှာလည်းအဲ့ဒီတိုင်းတွေ့ရတယ်သုဝနာသမဇ္ဇကပိုတောင်းစိတ်ဝင်စားတဲ့အကောင်းလေးတယ်ဟုတ်လားလူအလွန်ကြောက်တယ်ဆိုတဲ့ကိန်းနေရာတွေကတောင်လာတော့သူကြည့်ဘူးနော်သမင်းတွေပါတယ်ဆိုလို့ရှိရင်သူရေခတ်လို့ရှိရင်ရေဝိုင်းပြီးတော့ခတ်တယ်သူ့ပေါ်မှာလုံးဝယုံကြည်စိတ်ချမှုရှိတယ်ဒါကြောင့်ဦးဇင်းတို့တချို့တိဋ္ဌံအရာရင်းတွေကကလေးတွေကိုအန္တရာယ်မပြုဘူးကလေးတွေရဲ့စိတ်ထဲမှာဒီတရားကိုငါနှိမ့်ဆက်မယ်သူ့ကိုငါနိုင်တယ်ဆိုတဲ့အတွေးမရှိဘူးလူတွေကြတော့အဲ့လိုမဟုတ်ဘူးအသက်ကြီးလာပြီဆိုရင်တိဋ္ဌံကိုဘယ်လိုထင်တော့တိဋ္ဌံလို့ပဲထင်တာပေါ့နော်ကိုနိုင်တယ်ကိုလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတော့အထက်စီးရနေတဲ့အပိုင်းရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်တယ်မဟုတ်လားကလေးပေါင်းစားတွေကြတော့အဲ့ဒီလိုမရှိဘူးသူတို့စိတ်ကဘာဖြစ်တော့ဖြူစင်တယ်ဒါကြောင့်မို့လို့နော်ဦးဇင်းတို့သာသနာရေးဦးစီးဌာနမှာငဘောကအင်္ဂလိပ်စာဌာနမှာအက်ဒီတာလုပ်သွားတယ်ဆရာကြီးဦးချစ်တင်ဆိုတာရှိရဲ့တဲ့နော်ဓမ္မစီရဆရာကြီးဦးထေးလန်ရေးတဲ့မေတ္တာဝါဒဆိုတဲ့စာအုပ်ကိုဦးဇင်းကငယ်ကအရန်ကြိုက်တယ်ခဏလည်းဖတ်ဖြစ်တယ်အခုဒီလာကနေလည်းဖတ်လာတယ်အဲ့ဒီတည်းကအကြောင်းအရာလေးကိုပြောခြင်းဟုတ်လားအဲ့ဒီဦးချစ်တင်ရဲ့အမေကဒေါ်ရွှေတဲ့စာမတက်အဖေကဥစ္စာထွန်းနဲ့သူကမုတ်ဆိုးဝါဒနာပါတယ်အဲ့ဒါသူကအင်္ဂလိပ်ခေတ်ကစေးရေးကြီးပဲအဲ့ဒါကံကောနယ်ဘက်ကိုသွားရဆိုအမြဲတမ်းတနက်တလဲနဲ့ပြစ်တယ်အဲ့ဒီဒေါ်ရွှေကစာမတက်ဘူးဒါပေမဲ့စိတ်ထားအရန်ကောင်းတယ်ပရိတ်တွေဘာတွေအကုန်ရတယ်စာလာမတက်တာဈေးရောက်တယ်ဈေးရောက်လို့ရှိရင်လည်းပဲသူကစာနဲ့မမှတ်ဘူးအယုံနဲ့မှတ်တာတယ်သူ့ရဲ့ဈေးစင်းရဲ့စာကိုသူပဲဖတ်တတ်တယ်လို့ဆိုတယ်နောက်ငါပြည့်ဝထားဆိုရောင်းမပုံလေးနဲ့ဘလောက်ပေါ့သူသင်္ကေတနဲ့သူအလုတ်ကတော့ဖြစ်အောင်လုပ်နိုင်တယ်အမြစ်တာအရန်အားကြီးတယ်နော်စာနဲ့ပေနဲ့တိတိကျကျလောက်တာမဟုတ်ဘဝအစမြစ်တာတက်ပါလာပြီးတော့အဲ့ဒီဟာကိုပျော်မွေ့နေတဲ့သဘောရှိပုံရတယ်အဲ့ဒီတက္ကမကြီးကဟုတ်လားအဲ့တခါဆိုရင်ဆင်ရိုင်းတကောင်လူတွေကိုခဏနင်းတက်လို့ဆိုပြီးတော့အထက်ကပြစ်မိန်ပေးတာအဲ့ဒီဆင်ရိုင်းကြီးကိုပြစ်တတ်မယ်အဲ့ဒါကို तू ကမရမနေနိုင်ငိုးပြီးတော့တောင်းတာဝဲပေးရမယ်ဆိုလို့အဲ့ဒီဆင်ရိုင်းကြီးကိုဝဲပေးရတာအဲ့လောက်တတ္တဝါတွေကိုလည်း तू ချစ်တယ်နောက်တော့အဲ့ဒီဆင်ရိုင်းကြီးကနော်ပြအစားရလောက်အောင်ရင်ကြီးတယ်သူ့ရဲ့မေတ္တာတရားပြောရင်ကအဲ့ဒီဥချစ်တင်ငယ်ငယ်တုန်းက2နှစ်သား3နှစ်သားအဲ့ဒီဆင်ရိုင်းကြီးနဲ့ကစားရတယ်တွားရတယ်ဘာမှမလုပ်တယ်အဲ့ဒီဆင်ကြီးကမတင်ရသေးဘဲနဲ့ကိုဘာမှမလုပ်ကလေးကိုဘာမှမလုပ်နောက်တော့အဲ့ဒီဥစ္စာထုံးကမုတ်ဆိုးဘွားကိုစွန့်လိုက်ရတယ်တဲ့ဘာလို့စွန့်လို့တော့သားကောင်သွားပြစ်တယ်ဘယ်တော့မှဘာမှမရဘာလို့မရတော့ဆိုရင်အဲ့ဒီဒေါ်ရွှေကမေတ္တာအမြဲတမ်းပို့တယ်အဲ့တခါတလေဆိုရင်မလှုပ်ပါနဲ့မသွားပါနဲ့သူ့ယောက်ျားကိုတားတယ်
မရဘူးဆိုရင်အဲ့ဒါတွတ်နဲ့ရွတ်ပေးဒီပါလေရွတ်ခဏလေးနေပါအောင်ကျုပ်ဆူတောင်းမရစေအောင်တခါလေးဆိုရင် तू နားလေတယ်လို့အဲ့ဒါဇရွေးဆွတ်ပြီးတော့တနက်ထိတ်ကိုမြန်ပုတ်လိုက်မယ်ဆိုရင်အဲ့ဒီဆိုရင်တကောင်မှကိုမရဘူးဟုတ်လားနောက်တော့အဲ့ဒါတနက်အမျိုးမျိုးပြောင်းပြီးတော့ကိုင်းပြီးတော့လိုက်တယ်ဘလို့မှမရလို့အဲ့ဒါမုတ်ဆိုးဘွားကိုဆွန့်လွတ်လိုက်ရတယ်အဲ့ဒါမာစီဆိုတော့ဘုရားကြီးတရားပြတဲ့အချိန်မှာအဲ့ဒီတခါကြီးကယောဂီတရားအားထုတ်တယ်ပေါ့နောက်ပိုင်းကျတော့ဟုတ်လားအဲ့ဒီမှာဦးဇင်းပိုးပြီးတော့အံ့ဩစရာကောင်းတာတစ်ခုကဦးဇင်းတို့အခုမောင်ရင်မောင်မတ်မေမဝတ္ထုမြန်မာဝတ္ထုပထမအဆုံးရေးတဲ့ဂျိန်းစလကျော်ဆိုကြားဘူးတယ်နော်အဲ့ဒါရဲ့မွေးစားအဖေအမေနော်ဥညိုဆိုတာရှိတယ်တဲ့တော်မမကြီးတဲ့တော်မမကြီးကဗုဒ္ဓဘာသာဥညိုကခရစ်ယာန်ဟုတ်လားအဲ့ဒါသူတို့ရတဲ့ခါကျတော့တယောက်ရဲ့ဘာသာရေးကိုတယောက်မပြောဘဲနဲ့နားလည်မှုနဲ့နေတာဟုတ်လားအဲ့ဒီဥညိုကလည်းပဲမုတ်ဆိုးဝါဒနာအရန်ပါတယ်အဲ့ဒီတော်မမကြီးကလည်းမေတ္တာအရန်အားကြီးတယ်ဟောတွေ့ကြတာအဲ့ဒါတခါမှဆိုလို့ရှိရင်သူကဒီရောနယ်ဘက်ကိုသွားရင်းနဲ့တော့ငှက်တွေကလည်းအရန်ပေါ်တာပေါ့အဲ့ဒီဘက်ကအဲ့ဒီတုန်းအခြေအနေပေါ့အဲ့ဒါဦးဇင်းတို့ငူငှက်တို့ဆိုတာရှိတယ်အဲ့ဒီငူငှက်ရဲ့ထူခြားချက်ကလည်းပါလဲဆိုတော့လူတွေစိုက်ပျိုးထားတာကိုဘာမှမစားဘူးတခြားသောတိရစ္ဆာန်တွေကိုဘာမှမစားဘူးပိုးကောင်လေးတွေအစားမစားဘူးတဲ့အဲ့ဒီငူငှက်ကသူ့အမြန်တကယ်လို့ပြစ်လို့ရှိရင်ပြစ်တဲ့လူရဲ့ခြေရင်းကိုထိုးရှင်းပြီးတော့အမ်းပြတယ်တဲ့ဘာမှမစားပါဘူးဆိုတာကိုသိအောင်လုပ်တာအဲ့ဒီငုံငှက်ရဲ့ထူခြားချက်ပေါ့အဲ့ဒါငှက်သူတော်ကောင်းလို့လည်းခေါ်တယ်တချို့မဟုတ်ဆိုတဲ့အဲ့ဒီငှက်တွေကိုမပြစ်ဘူးဟုတ်လားတခါအဲ့လိုပဲအဲ့ဒီညောင်မကြီးမှာအဲ့ဒီငုံငှက်တွေအများကြီးနားနေတာအပြုတ်လိုက်ကြီးနားနေတာအဲ့ဒါလှဲနေတတူကတတော်အရာရှိဆိုတော့သွားတာပေါ့ဥညိုကအဲ့မှာသူမိမလည်းပါတယ်တော်မမကြီးလည်းပါတယ်အဲ့ဒါတွေ့တဲ့ခါကျတော့ဟာငှက်တွေအများကြီးဆိုပြစ်မယ်ပေါ့အဲ့မိမမပြစ်ပါနဲ့လို့ဒါမရဘူးမင်းကတို့ဖျားဖန်ဆင်းထားတဲ့ဒီအစားအသောက်လေးတွေကိုတော့ရေးကြီးခွင်ကျင်မလုပ်ပါနဲ့ပေါ့အဲ့ဒါနဲ့ဘလို့မှတားမရတဲ့ခါကျတော့တော့ဓမ္မပါကြီးကခဏအဲ့လိုဆိုရင်ခဏလောက်နေပါဦးသူမေတ္တာတုတ်ကလေးရွတ်ပြရစီအောင်ဆုတောင်းမရစီအောင်လို့ပြောတယ်တဲ့အဲ့ဒါသူစိတ်မရှိဘဲနဲ့စောင့်နေရအဲ့ဒါသူရွတ်ဆိုပြီးဆိုအကိုင်းပြစ်ချင်လဲပြစ်တော့ဆိုပြစ်တာအကိုင်းအခက်လက်တွေပဲအောက်ပြုတ်ကြလာတယ်တကောင်မှမမှန်ဘူးတဲ့အဲ့ဒါ तू အမြင်ကြီးကပြစ်မှတ်ကိုမလွဲအောင် तू ပြစ်နိုင်နေတဲ့ချန်ပီယံတယောက်မဟုတ်ပေမဲ့လို့ तू အလွန်လက်တဲ့တယ်ပေါ့နော်တကောင်နဲ့ငလားနေတဲ့ငှက်ကိုပြစ်နိုင်တယ်ဒီမှာအုပ်လိုက်ကြီးရှိနေတာကို तू တကောင်မှအရန်အံ့ဩတယ်ပေါ့အမငှက်မွေးတွေပါလေသွေးဆက်တွေပါလေမြန်ကြာနေလားရှောက်ရှာတယ်မပြန်တော့ဒဏ်ရာရဘာငှက်မွေးလေးတောင်ကြာမလား तू စိတ်ထဲမှာအရန်အံ့ဩမိတယ်တဲ့အော်ဗုဒ္ဓဘာသာရဲ့တရားလည်းစွမ်းသားပဲလို့ तू အဲ့လိုအောက်မိတယ်တဲ့အဲ့ဒါ तू ဗုဒ္ဓဘာသာဖြစ်မပြောင်းသေးဘူးနောက်ဆုံးတော့ဗုဒ္ဓဘာသာဖြစ် तू ပြောင်းတယ်အဲ့လိုပြောင်းတော့ဆိုအဲ့ဒီဒကမာကြီးကြောင့်ပဲပြောင်းရတာသူမှထူးခြားတာတွေစမ်းကြတာတွေအများကြီးတွေ့ရတယ်တခါဆိုလို့ရှိရင်တော်တော်ထူးဆန်းနေတဲ့အားလုံးဆိုဦးဇင်းတို့မောက်တင်ငှက်ဆိုတာရှိတယ်ဟင်းသာအမျိုးတွေပဲခေါင်းမှာအမောက်ပါတယ်ဒီမှာအောက်ကဘူးအကြီးနဲ့အရန်လှတဲ့ငှက်မျိုးတော်တော်လေးကြီးတယ်လို့ပြောတယ်နော်ဘဲလို့ဘာလို့ငှက်အကြီးကြီးတွေအဲ့ဒီငှက်တွေကအရန်သစ္စာရှိတယ်တကောင်ကိုပြစ်တက်လို့သေလို့ရှိရင်တကောင်ကအမြင်ကြီးကိုပြန်ပြီးတော့အတောင်ကိုရှက်ပြီးတော့တခါတည်းထိုးချပြီးတော့သေပြစ်တယ်လို့ပြောတယ်ဒါတကယ်ဖြစ်တာလို့ပြောတယ်အဲ့ဒါတခါတော့သူ့ရဲ့တပည့်တယောက်ကအဲ့ဒီကန်ထဲမှာသွားနေတဲ့အကောင်၃ကောင်တည်းကတကောင်လှမ်းပစ်တဲ့အခါကျတော့မှန်ရောမှန်တော့ကြံတဲ့2ကောင်ကပြန်မသွားဘူးတဲ့အဲ့ဒီအမှန်လို့ခြေထဲမှာလဲနေတဲ့အကောင်ဝိုင်းပြီးတော့ထူကြတယ်နှုတ်သီးနဲ့ဝိုင်းထူဒီကပြစ်မယ်ဆိုတာသိရနော်အဲ့ဒါကိုဒီတခါကြီးကဥညိုကမြင်တော့သူ့တပည့်ကိုလှမ်းပြီးတော့ပြောတယ်လုံးဝမဖြစ်နဲ့ပေါ့သူအံ့ဩတယ်ပေါ့အဲ့ဒါအဲ့ဒီအကောင်ကသေသွားတာတေးတော့အဲ့ဒီအကောင်ကိုယူလာတဲ့အခါကျတော့အဲ့ဒီခုနကဝိုင်းထူတဲ့2ကောင်ကအပေါ်ကနေလိုက်လာတယ်အိမ်ထိလိုက်လာတယ်။အော်ပြီးတော့လိုက်လာတယ်။အဲ့တော့သူစဉ်းစားတယ်တဲ့။အော်ဒီငှက်တွေကအရန်နော်စိတ်ဓာတ်တွေကမြင်မာလာကြီးလား။တချို့လူတွေမှာတောင်မရှိတဲ့စိတ်ဓာတ်မျိုးသူတို့မှရှိတယ်။သူစိတ်ထဲမှာအရန်ထိခိုက်တယ်။သူအဲ့ဒီရောနယ်ဘက်မှာသွားရင်းနဲ့တခါမှအဖြစ်အပျက်တစ်ခုရှိတယ်တဲ့။မိမတယောက်ညကိုအောက်ကိုဆင်းတဲ့အခါကြားကဆွဲသွားတယ်ကြားဆွဲသွားတဲ့အခါကျတော့ကြားကမသိမရှင်ကျောင်းကကြွက်ကိုကစားတယ်လို့ကစားတာအဲ့သူအလှမ်းអော်တယ်တောဇက်ကနေပြီးတော့အိမ်နဲ့မနီးမိုးမှာနော်ဆွဲသွားတာပေါ့ကျွန်မမသေးသေးပါဘူးလာကဲလဲပါလို့អော်တာအိမ်ပေါ်မှာရှိတဲ့ယောက်ျားကြောက်လို့ပုံနေတယ်တဲ့သွားမကဲဘူးဘယ်သူမှလည်းအကြောင်းမကြောက်ဒီလိုနဲ့အဲ့ဒီမိန်းမတော်တဲ့ပါတော့ကြားစားခံရတယ်ဒါကိုသူစဉ်းစားမိတယ်ပေါ့တချို့လူတွေမလုံနိုင်တဲ့နော်ကိစ္စမျိုးဒီမှာရန်သူရှိတယ်ဆိုတာ तू သိတယ်ပြစ်တယ်လို့ဒီတကောင်သေးသွားဆိုအကျဉ်း2ကောင်လိုက်လာတယ်အဲ့ဒီနေရာစပြီးတော့ तू ငှက်တယ်မပြစ်တော့သူပြောင်းသွားတာအဲ့တော့နောက်ကြတော့ तू ဗုဒ္ဓဘာသာဖြစ်လာတဲ့အခါကျတော့ तू ဇက်စာတွေဘာတွေဖတ်တယ်ပေါ့နော်ဦးဇင်းတို့ဇက်တော်တစ်ခုရှိတယ်
နော်ဟင်သာမင်းဆက်တွေရှိတာ哦သူမုခါတို့စစ်သူကြီးနော်ရှင်အာနန္ဒာရဲ့အကြောင်းအဲ့လိုပဲထောင်ချောင်းမိတဲ့အခါကျတော့ဘယ်မှမသွားဘူးအာနန္ဒာကအဲ့ဒီနာမှာအာနန္ဒာလောင်းဟင်သာကအဲ့ဒီနာမှာပဲနေတယ်ရဲရှဲဝွန့်နေတယ်ဟာအဲ့ဒီမှာမုတ်ဆိုးကလည်းပဲဒီငှက်တွေရဲ့အပြုအမူကြည့်ပြီးတော့အဲ့ဒီဇက်တော်ထဲမှာမေတ္တာအယမ်းဖြစ်လာတဲ့အခါကျတော့ဘာလို့တုံဆိုတော့အဲ့ဒီငှက်ရဲ့နော်ခြေတော့မှမိလို့ယုံတာလို့အရည်တွေပြတ်နေတာရှိတယ်အဲ့ဒါကိုလက်နဲ့ဆုပ်ပေးတယ်တယုတရအသားအတိုင်းပြန်ဆက်သွားတယ်လို့ဆိုအံ့ဩစရာပါနော်ဒါကဦးဇင်းတို့နော်စာထဲမှာပါတဲ့အကြောင်းအရာဘုရားဟောထားတဲ့အကြောင်းအရာပါပဲအဲ့တော့ပြောချင်တာကဘာလဲမေတ္တာမေတ္တာပဲတော့တိစ္ဆာရဲ့မေတ္တာပဲဖြစ်ဖြစ်လူတွေရဲ့မေတ္တာပဲဖြစ်ဖြစ်ဘသူရဲ့မေတ္တာပဲဖြစ်ဖြစ်မေတ္တာမေတ္တာပဲသို့တော့ကိုကစနစ်တကျတာကိုအားရှိလာအောင်လေ့ကျင့်မဲ့ပြုစုပြောထောင်မဲ့ဆိုတော့အများကြီးပို့ပြီးတော့အစွမ်းထက်လာကစင်ကြရပုံတယ်ကြောလှုပ်ထားတာနဲ့စနစ်တကျအပီအပြင်လှုပ်ထားတာကတော့မတူနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်မေတ္တာကိုအများကြီးအားကိုးဖို့လိုတယ်ဆိုတာလေးကိုသဘောပေါက်စေချင်တာအခုမေတ္တာရဲ့အကျိုးကျေးဇူးတွေကိုဒါဘုံဘုံတို့ပြောနေတာဟုတ်လားအေးဘယ်နှပါးရှိသွားပြီတော့၄ပါးရှိတာနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့ဒီရောက်သွားပြီဟုတ်လားအေးချစ်လျက်လူနဲ့ပြီးတော့ပါလာတော့ဆိုတော့စောင်းလျက်နှက်များစောင်းလက်နှက်များနတ်တွေရဲ့စောင်းရှောက်မှုကိုခံရတယ်မနုဿာနံပိယောဟတိအမနုဿာနံပိယောဟတိဒေဝတာနံရက္ခန္တိဟုတ်လားနတ်တွေရဲ့စောင်းရှောက်မှုကိုခံရတယ်တဲ့နတ်တွေရဲ့စောင်းရှောက်မှုခံရတယ်ဆိုတာလည်းပဲဒါလိုလားအပ်တဲ့အကျိုးကျေးဇူးတစ်မျိုးပါနော်အဲ့ဒီဥစ္စာလည်းပဲဒါမေတ္တာရဲ့စွမ်းရည်တတ္တိထဲမှာတစ်ခုထည့်ပြီးတော့ဒါမြတ်စွာဘုရားဟောပြထားတာအဲ့တော့နတ်တွေစောင်းရှောက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နော်ရှင်သူဗုဒ္ဓရဲ့အကြောင်းလေးဟာပြောစရာကောင်းတယ်နော်လက်တွေ့အတွေ့အကြုံလေးတွေကိုထည့်သွင်းပြီးတော့ပြောရခြင်းကယုံကြည်မှုတတ္တတရားကိုပို့ပြီးတော့တိုးပွားစေတယ်မေတ္တာတရားရဲ့စွမ်းရည်တတ္တိဟုတ်လားမေတ္တာကဘယ်လိုတွေဖြစ်တယ်ဆိုတာကိုပညာတစ်ခုအနေနဲ့တဲ့သိဖို့ဆိုတာတော့မလွယ်ဘူးเนาะ